ဘဝတစ်ခုရလာတဲ့အခါဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဆိုတာဟာအရေးကြီးဆုံးပဲဖြစ်တယ်လူတိုင်းဟာဘဝရလာပြီးရင်တော့စားရင်တောက်ရင်လို့ရင်နဲ့ဘဝတစ်ခုအသုံးချကြမှာပဲဖြစ်တယ်အဲ့ဒါလို့အသုံးချသွားလို့ပစ္စည်းဥစ္စာရှာဖွေတယ်ကာမဂုဏ်အာယုန်တွေမှာပျော်ပါတယ်ပစ္စည်းဥစ္စာရှာဖွေရင်အသုံးပြုရင်ဖြင့်ဘဝတစ်ခုဆုံးသက်သွားရင်ဘာအကျိုးမြတ်မှရလိုက်မှာမဟုတ်ဘူးဘဝဆိုဒီမှာနော်အခုလိုပဲစာဝတ်နေလို့ဆိုတဲ့ပစ္စည်းလေးပါပေါ်မှာပဲမိတီးပြီးတော့အသက်ရှင်ကြတယ်စာဝတ်နေစေပေါ့စားစရာလည်းရှိရမယ်ဝတ်စရာလည်းရှိရမယ်နေစရာလည်းရှိရမယ်မကြမ်းမမာရင်စေဝတ္တဆာဆိုတာရှိရအဲ့ဒီ၄မျိုးဟာဘဝယတ္တိနိုင်တဲ့၄မျိုးဖြစ်တယ်အဲ့ဒီ၄မျိုးကိုရဖို့လူတွေဟာနေ့စဉ်နဲ့အမျှရုန်းကန်ရှာဖွေနေကြဒါကဘဝပေးတဲ့အလုပ်လို့ပြောမှာတမန်ဘဝပေးတဲ့အလုပ်ကိုလုပ်ပြီးတော့ဘဝတစ်ခုဆုံးသက်သွားမယ်ဆိုရင်တော့ဘာအကျိုးမှရနိုင်မှာမဟုတ်ဘူးဒါကြောင့်ဘဝပေးအလုပ်တဲ့ပူလွန်တဲ့အလုပ်တစ်ခုလုပ်ဖို့လိုတယ်ပေါ့ပူလွန်တဲ့အလုပ်ဆိုတာမြတ်စွာဘုရားအဆုံးအမတိုင်းကိုကျင့်သီလကောင်းမှုပထမဆုံးလုပ်ကြရမှာဖြစ်တယ်လူဘဝရလာပြီဆိုရင်ကိုကျင့်သီလနဲ့တိုင်းတာချရမှာငါဟာကိုကျင့်သီလကောင်းတဲ့ပုဂ္ဂိုလ်ဟုတ်ကလား ethics ဆိုတဲ့ကျင့်ဝတ်တရားဘုရားဘာသာမှာအပြည့်အဝရှိတယ်ကိုကျင့်သီလဆိုတာခုနဆောက်တည်လိုက်တဲ့၅ပါးသီလဟာဆောက်တည်လို့ရတဲ့သီလများတာဖြစ်တယ်မကျွလွန်ရဘူးမကျွလွန်လို့ရှိရင်ကောင်းကျိုးချမ်းသာကိုရစေနိုင်တယ်သို့တော့ဒီ၅ပါးသီလကိုဝါရိတသီလလို့ခေါ်တယ်ဝါရိတဆိုတာမလုပ်ရဘူးလို့တားမြစ်ခဲ့တာမလုပ်ရဘူးလို့တားမြစ်တဲ့သီလရှိသလိုလုပ်ရမယ်ဆိုတဲ့သီလလည်းရှိသေးတယ်နှစ်ခုမှတ်သားရမှာဖြစ်မလုပ်ရဘူးလို့တားမြစ်တဲ့သီလမလုံလို့လုံးမိပြီဆိုရင်ဆိုးွားတဲ့အကျိုးဆက်တွေကိုရရှိစေနိုင်ဘယ်သူမှဖခင်ကတန်ခတ်တာလည်းမဟုတ်ဘူးသဘာဝတရားဟာသဘာဝတရားကပဲကောင်းကျိုးဆိုးကျိုးကိုလှုပ်တာပဲဖြစ်တယ်ပေါ့ဝရိတသီလကိုမလုပ်ရဘူးလို့တားမြစ်တဲ့အရာတွေသိရှိနားလည်ပြီးတဲ့အခါမှာစာရိတသီလလို့ခေါ်တယ်လုပ်ရမယ့်အချက်တွေကိုလုပ်ဖို့လိုတယ်စာရိတသီလဆိုတဲ့တဲပဲအကျဉ်းချင်းပြောရမယ်ဆိုရင်လူဘဝရောက်လာတဲ့အခါမှာကိုယ့်ဘဝမှာခြေဆုအရှိဆုံးဟာဘယ်သူလဲလို့မေးရင်မိဘပဲဖြစ်တယ်ပေါ့နော်။ဘာကြောင့်မိဘကိုခြေဆုအရှိဆုံးလို့ပြောရတယ်လဲ။လူပြေလာဖို့ရာသူတို့ခွင့်ပြုမှလာလို့ရတာဟုတ်နော်။တိုင်းပြည်တစ်ပြည်ကိုအလည်ဘက်သွားရင်ဗီဇာဆိုတာယူရတယ်လေ။ immigration ကခွင့်ပြုမှတိုင်းပြည်တစ်ပြည်ကိုဝင်လို့ရတယ်။ထို့တူပဲလူပြေလာခြင်းတဲ့ပုဂ္ဂိုလ်ဟာကံကစေလွတ်လိုက်ပြီမဲ့လို့လက်ခံတဲ့မိဘကခွင့်ပြုမှသာတယ်လူပြေကိုလာလို့ရတယ်မိဘကလက်မခံလို့တားလိုက်တယ်ဆိုလို့ရှိရင်တော့ရမှာမဟုတ်ဘူးခုခေတ်မှာဆိုရင်မိဘကလက်မခံတာတွေရှိတယ်ပေါ့အများကြီးအဲ့တော့ immigration ကသာပြန်မောင်းထုတ်တာမဟုတ်ဘူးမိဘကလည်းမောင်းထုတ်တတ်သေးတယ်အဲ့တော့သူတို့ရဲ့ခြေဆုတရားကိုစဉ်းစားကြည့်ဣမတ္တလောကတ္တထတိတာရောဒီလောကကြီးကိုတွေ့ဆုံခွင့်လူလောကနဲ့ဆုံစည်းခွင့်ပေးတာဟာအမေနဲ့အဖေဖြစ်တယ်ဒါကြောင့်လူသားထဲမှာလူတိုင်းမှာခြေဆုအကြီးမားဆုံးပုဂ္ဂိုလ်ရှာရင်မိဘပဲဖြစ်တယ်မိဘဆိုတာခြေဆုဆိုတာကိုယ့်ပေါ်မှာကြွေခဲ့တယ်မွေးခဲ့တယ်ဆောင်းလျှောက်ခဲ့တယ်ဆိုတဲ့ခြေဆုပဲသို့တော့မိဘဟာကောင်းတဲ့မိဘရှိသလိုမကောင်းတဲ့မိဘရှိတယ်သို့တော့လေကောင်းမကောင်းခြင်းကသူနဲ့သာဆိုင်တယ်
မိဘနဲ့သာဆိုင်တယ်နော်မိဘနဲ့ဆိုင်ကျေးဇူးရှိတာကတော့သားသမီးနဲ့ပဲဆိုင်တယ်ပေါ့မိဘကဘေသားသမီးပေါ်ဖြစ်ဖြစ်ကျေးဇူးရှိတယ်လို့သူတို့ဆိုအောင်ဘာကျေးဇူးတုံးဆိုရင်ဣမတ္တလောကတ္တဓာတိတာတော့ဒီလောကကြီးကိုလာခွင့်ပြုတဲ့ကျေးဇူး